ဖူလန်ကိုအပြတ်သက်နိုင်ယူပြီးဇယားထိပ်မှာအသာစီးအရယူလိုက်တဲ့အာဆင်နယ်အသင်းကတော့ဖူလန်အသင်းနဲ့ရင်ဆိုင်ရခဲ့တဲ့ပွဲစဉ်မှာ3 ဂိုးအပြတ်ဆိုတဲ့ရလဒ်နဲ့အားရစရာကောင်းလောင်ကိုအနိုင်ရရှိခဲ့ပါတယ်။ဒီပွဲမှာအာဆင်နယ်အတွက်အဓိကခြေစွမ်းပြခဲ့တဲ့သူကတော့တိုက်စစ်မှုယောဂရက်ဖြစ်ပြီးတော့သူကအသင်းအတွက်2 ဂိုးထိကိုသွင်းယူပေးထားခဲ့တာပါ။အသင်းရဲ့အဓိကကစားသမားဘူကာဆာကလည်းပဲ2 ဂိုးသွင်း2 ဂိုးဖန်တီးမှုနဲ့အကောင်းဆုံးပံ့ပိုးပေးနိုင်ခဲ့တာကြောင့်မလို့အမြောက်တပ်သားတို့အတွက်တော့အလုံးကိုပြီးပြည့်စုံတဲ့နိုင်ပွဲတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီနိုင်ပွဲကြောင့်မလို့အာဆင်နယ်ကပရီးမီးယားလိအမတ်ပေးစရာရဲ့ထိပ်ဆုံးနေရာမှာဒုတိယနေရာကမန်စီးတီကို6 မှတ်အထိဖျက်ပြီးတော့ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။မန်စီးအနေနဲ့ကစားဖို့2 ပွဲလုံနေသေးတယ်ဆိုပေမဲ့အခုလိုအမတ်ကွာဟချက်ကိုကြိုတင်ဖန်တီးထားနိုင်တာကအာဆင်နယ်တို့ဖလားတိုက်ပွဲမှာစိတ်ဓာတ်ပိုင်းဆိုင်ရာအများကြီးအသာစီးရသွားစေပါတယ်။ရာသီပိတ်ကနေအချိန်မှာအမှားယွင်းမရှိဘဲနိုင်ပွဲဆက်နေတာကအာဆင်နယ်ပရိသတ်တွေအတွက်တော့တကယ်ကိုမျှော်လင့်ချက်အားကောင်းစေတဲ့အချက်ပါပဲ။လက်ရှိခြေစွမ်းရအာဆင်နယ်တိုက်စစ်ကတကယ်ကိုကြောက်စရာကောင်းနေပြီးတော့ယောဂရက်နဲ့ဆာကာတို့ရဲ့တွဲဖက်ကလည်းပြိုင်ဘက်ခံစစ်တွေကိုအမြဲတမ်းချင်းချောက်နေနိုင်ပါတယ်။ဒီဟာဒီမှာအာဆင်နယ်တို့နှစ်ပေါင်းများစွာဝေးကွာနေတဲ့ပရီးမီးယားလိဖလားကိုအရယူနိုင်မလားဆိုတာကတကယ်ကိုစိတ်လှုပ်ရှားစရာကောင်းလာပါပြီ။နောက်တဲ့ပွဲစဉ်တွေမှာလည်းပဲဒီလိုပုံစံကောင်းကိုဆက်လက်ထိန်းသိမ်းထားနိုင်မှုကအရေးကြီးဆုံးအချက်ဖြစ်လာပါလိမ့်မယ်။